တေဆုံးသွားတဲ့မြင်းတကောင်ကိုလင်းယုံငှက်တွေစားသုံးနေတာကိုတားဆီးဖို့အတွက်အမျိုးသမီးချို့ကကုန်းပြင်မြင့်ပေါ်ကိုအပြေးလွှားရောက်ရှိလာပြီးသူတို့ကိုမောင်းထုတ်ဖို့ကြိုးစားခဲ့ပါတယ်။ဒီဖြစ်ရပ်ကတော့တရုတ်နိုင်ငံစီချွန်ပြည်နယ်ကန်တင်းမြို့မှာဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။မြင်းတကောင်မြက်ခင်းပြင်မှာတေဆုံးသွားတဲ့အခါမှာတော့အဲ့ဒီခန္ဓာကိုယ်ကဟိမဝန္တာလင်းယုံအုပ်စုရဲ့အာယုံဆိုင်မှုကိုခံခဲ့ရပါတယ်။ဒါပေမဲ့ဒေတာခန်တိဘက်တိုးထိန်တွေအတွက်တော့လင်းယုံငှက်တွေဆိုတာရန်သူတွေမဟုတ်ပါဘူး။သူတို့ဟာတဘာဝတရားရဲ့အရေးပါတဲ့အစိပ်ပိုင်းတစ်ခုပဲဖြစ်ပါတယ်။တိရစ္ဆာန်တွေတေဆုံးတဲ့အခါမှာလူတွေကဒီတဘာဝဖြစ်စဉ်ကိုပြီးဆုံးအောင်လင်းယုံငှက်တွေကိုခွင့်ပြုပေးလိမ့်ရှိပါတယ်။ဒါပေမဲ့မြင်းကိုစားသုံးနေတာကိုမြင်လိုက်ရတဲ့အခါမှာတော့အဲ့ဒီအမျိုးသမီးတွေကစာနာစိတ်ဖြစ်ပေါ်လာပြီးငှက်တွေကိုနှင်ထုတ်ခဲ့ကြပါတယ်။အချို့ဆိုရင်လင်းယုံငှက်တစ်ကောင်ကိုဆွဲကင်ပြီးဖယ်ရှားခဲ့ကြပါတယ်။ဒါပေမဲ့ဒါဟာရက်ဆက်ကြမ်းကြုတ်တာမျိုးမဟုတ်ပဲတန်ပေါင်းများစွာတက်တန်းရှိခဲ့တဲ့တဘာဝရဲ့လက်ပတ်ပုံစဝိုင်းတစ်ခုသာဖြစ်တယ်ဆိုတာကိုသူတို့မသိခဲ့ကြပါဘူး။လင်းယုံငှက်တွေဆိုတာတဘာဝတရားရဲ့တန့်စင်ပေးသူတွေဖြစ်ပါတယ်။သူတို့ရဲ့အကောင်းတဲ့အစာချေစနစ်ကဆွေးမြေ့နေတဲ့တိရစ္ဆာန်တွေကိုဘေးကင်းစွာစားသုံးနိုင်စေပြီးဘက်တီးရီးယားနဲ့ရောဂါတွေပြန့်နှံ့မှုကိုလျှော့ချပေးပါတယ်။သူတို့သာမရှိရင်တေဆုံးနေတဲ့တိရစ္ဆာန်တွေဟာတောထဲမှာအချိန်ကြာကြီးဆက်ရှိနေမှာဖြစ်ပြီးဂေဟစနစ်တစ်ခုလုံးအတွက်အန္တရာယ်တွေဖန်တီးပေးလိမ့်မယ်ဖြစ်ပါတယ်။တဘာဝတရားမှာတေဆုံးတယ်ဆိုတာအဆုံးသက်တစ်ခုလည်းမဟုတ်ပါဘူး။အသက်ရှင်ခြင်းတစ်ခုကအခြားများစွာသောအရာတွေအတွက်အထောက်ပံ့ဖြစ်လာနိုင်ပါတယ်။သူတို့ရဲ့ကျင်နာမှုဟာစေတနာကောင်းကနေလာတာဖြစ်ပေမဲ့စစ်မှန်တဲ့ကာကွယ်မှုဆိုတာကတဘာဝကိုမပြောင်းလဲခင်မှာနားလည်သဘောပေါက်ဖို့လိုအပ်ပါတယ်။ရင်းယုံငှက်တွေဟာအသက်ကိုဖျက်ဆီးနေတာမဟုတ်ပဲတောင်တရားတွေရဲ့ဟန်ချက်ညီမှုကိုထိမ့်သိမ်းပေးနေတာပဲဖြစ်ပါတယ်